ဒီနီလာနဲ့ AI ဗီဒီယိုဖန်တီးရတာတကယ်လွယ်ကူမြန်ဆန်ပြီးမြန်မာစကားလဲကောင်းကောင်းပြောပေးတယ်ဗီဒီယိုအရှိလဲ10စက္ကန့်ထိရတယ်မိတ်ဆွေကပုံထုတ်မလားဒါမှမဟုတ်ဗီဒီယိုဖန်တီးရတာဝါသနာပါလားတခြား AI တူတွေလို့ဇယားမရှုပ်ဘူးအကုန်လုံး free လွယ်ကူစွာရနိုင်တယ်စိတ်ဝင်စားရဲဆိုရင်တော့ကျွန်တော်နဲ့အတူလုပ်ကြည့်ရအောင်ပထမအဆုံးထုံးစံအတိုင်း Play Store မှာ YT Create ဆိုပြီး right ရှာလိုက်ပါတကယ်လို့ Play Store မှာ YT Create မတွေ့ရင်မိတ်ဆွေရဲ့ Play Store ကမြန်မာ region ဖြစ်နေတာကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုဘန်ထားတဲ့အတွက် Play Store ကိုနိုင်ငံခြား region တစ်ခုခုအရင်ပြောင်းလိုက်ရင်တွေ့ရပါလိမ့်မယ်တကယ်လို့ YT Create app ပေါ်နေတဲ့မိတ်ဆွေတွေကဒီအဆင့်ကိုကြော်သွားလို့ရပါတယ်ပြီးတော့ဒီမှာက Play Store region ပြောင်းနည်းကိုဗီဒီယို share မှာဆိုလို့မပြတော့ဘူးမသိသေးတဲ့သူတွေကကျွန်တော်အရင်ကတင်ထားတဲ့ဗီဒီယိုမှာကြည့်လို့ရတယ် description မှာလည်း link ထည့်ပေးထားပါတယ် YT Create download ပြီးပြီဆိုရင် sign in လိုက်ပြီးကိုယ့်ရဲ့ Gmail account တစ်ခုခုနဲ့ဝင်လိုက်ပါ တခြားဘာမှမလိုပါဘူး VPN ကို USA location နဲ့သုံးပေးဖို့တော့လိုပါတယ်ဒါဆိုရပါပြီတခြား AI သုံးသလိုမျိုးပဲစိတ်ကြိုက်ပုံတွေကိုကိုလိုချင်တဲ့ prompt တွေရေးပြီးဗီဒီယိုဖြစ်ဖြစ်ပုံဖြစ်ဖြစ်ဖန်တီးလို့ရပါပြီgenerated ကိုနှိုက်ပါပြီးရင်စက္ကန့်အနည်းငယ်စောင့်လိုက်ပါဒီအဆင့်ကိုရောက်ပြီဆိုရင်အောက်က use video ကိုနှိုက်ပါပြီးရင်အပေါ်ကမြားကလေးကိုနှိုက်လိုက်ပါပြီးရင်အောက်က export ဆိုတာနှိုက်လိုက်ရင်ကိုယ့်ရဲ့ဖုန်းနဲ့ save ထားပြီးသားဖြစ်ပါပြီမိတ်ဆွေတို့အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်Copy your I like a king, then like a name. Mana, maunga in my common no big